ဒီကနေ့ဓမ္မပဒမှာလာရှိတဲ့တမ္မာဝတိဝတ္ထုကိုအခြေခံပြီးတော့မေတ္တာနဲ့ဒေါသဆိုတဲ့တရားတို့ကိုတဏှာကြီးခန့်ဟောပြဓမ္မဒါနပြုပြပါမယ်ဤတရားတော်များကိုမဟောကြားပြီးဤတရားတော်များကိုမနာချမီမူလတရားတော်များရဲ့ပိုင်းခြားဖြစ်တော်မူသောသုံးလောကထောထံတတ်ပင်ယူမြတ်စွာဘုရားကိုနမောတတကဗျာနဲ့ရှိခိုးပြီးတော့ပူဇော်ကြမယ်ဘုံတော်အနန္တလောဘမရှိအတိတ်ကုံစင်ဘုရားရှင်အားဒီလင်စေရနာရှိခိုးပါ၏ဘုံတော်အနန္တလောဘမရှိအတိတ်ကုံစင်ဘုရားရှင်အားဒီလင်စေရနာရှိခိုးပါ၏ဘုံတော်အနန္တလောဘမရှိအတိတ်ကုံစင်ဘုရားရှင်အားဒီလင်စေရနာရှိခိုးပါ၏မြတ်စွာဘုရားဒီကဲတော့နမောတတမြမပြန်နဲ့ဘုရားရှင်ကိုရောများကြီးတဲ့ကျေးဇူးကောင်းတော်တို့ကိုအာယုပြုရှိဖို့ပူဇော်ရတဲ့ပထမဆုံးကုသိုလ်စေတနာကြောင့်အားလုံးသောအွန်လိုင်းရဟန်းပရိသတ်တို့နဲ့ဒုက္ခပါရုပါဒတတ္တဝါဝင်ရတော်ဒီကိုယ်ဤကြမ်းမှခြင်းစိတ်ဤချမ်းသာခြင်းနှလုံးဤကြည်လင်ခြင်းကံပြီးတော့ကကဲခြင်းတဲ့စာတော်ကောင်းကျိုးများနဲ့ပြည့်စုံကြပါစေဒီကနေ့မျိုးရည်ဒီမှာပြန်တရားကောင်းစီရပါလေမေတ္တာနဲ့ဒေါသတဲ့ပါလေမေတ္တာနဲ့ဒေါသပါဗျာမေတ္တာနဲ့ဒေါသအမိနဲ့ရေလို့ပဲဆန့်ကျင်မယ်နော်ဒီမှာဗျာမေတ္တာကဘာနဲ့တူရေနဲ့တူတယ်ဒေါသကဘာနဲ့တူမိနဲ့တူတယ်မေတ္တာကဒီခြားကအေးညာခြင်းလားအေးညာခြင်းပါဗျာဒေါသကဒီခြားကပူလောင်ခြင်းလားပူလောင်ခြင်းပါဗျာတရားကောင်းတော့မေတ္တာကောင်းပါဗျာနော်မေတ္တာကောင်းတယ်တဲ့ဒါကြောင့်မလို့မေတ္တာကိုဓမ္မသင်္ကလေးအထက်ကရာမှာပေါ့အပိဓမ္မာပိဋကအထက်ကရာဆရာကြီးကဖွင့်ထားတယ်မေတ္တာဟိတကာရဘောဓိလက္ခဏာမေတ္တာဆိုတာဟိတကာရဘောဓိလက္ခဏာတဲ့တတ္တဝါတို့ရဲ့ကောင်းကျိုးစီးပွားကိုဖြစ်ထွန်းစေခြင်းနဲ့စိတ်စေတနာရှိပါလေတဲ့မေတ္တာဆိုတာတတ္တဝါတို့ရဲ့အကျိုးစီးပွားကောင်းကျိုးစီးပွားတွေကိုဖြစ်ထွန်းစေခြင်းတဲ့စိတ်စေတနာနော်မေတ္တာဆိုတာဟုတ်လားတတ္တဝါတွေကိုကောင်းကျိုးဖြစ်စေခြင်းလေနော်ကြီးပွားစေခြင်းလေချမ်းသာစေခြင်းလေနော်ဒုက္ခဖြစ်မှုကိုမလိုလားဘူးနော်မေတ္တာရဲ့သဘောအဲ့ဒါပြီးတော့မေတ္တာကိုနောက်သဘောတရားတွေနဲ့ရတ္တသဘောတရားမေတ္တာရဲ့ဆောင်ရွက်တဲ့ကိစ္စကိုအထက်ကရာဆရာကြီးကဖွင့်ပြတယ်ဟိတုပသံဃရဟတာတဲ့ဘာဖြစ်လဲဆိုတော့ကောင်းကျိုးဖြစ်အောင်လည်းပဲဆောင်ရွက်ပေးတဲ့သဘောရှိတယ်နံပါတ်1မေတ္တာတတ္တဝါတွေကိုကောင်းကျိုးဖြစ်အောင်ကောင်းကျိုးဖြစ်စေခြင်းနဲ့စေတဲ့သဘောရှိတယ်နော်တတ္တဝါတွေအားလုံးကောင်းစေခြင်းနဲ့ဟုတ်လေအကျိုးစီးပွားကောင်းကျိုးစီးပွားတွေဖြစ်ထွန်းစေခြင်းနဲ့ဟုတ်လားချမ်းသာစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့အောင်မြင်စေခြင်းနဲ့အဲ့ဒီသဘောတရားပါလေမေတ္တာပါဗျာအဲ့တော့ဒုတိယမေတ္တာရဲ့ဆောင်ရွက်ပုံကဟိတုပသံဃရတာတဲ့အဲ့ဒါလိုကောင်းကျိုးစီးပွားကိုဖြစ်စေခြင်းတဲ့အတိုင်းလည်းပဲသူကဒီလိုပဲမေတ္တာတွေပဲပို့နေတာမဟုတ်ဘူးဟုတ်လားကိုယ်တိုင်ကိုယ်စားလည်းပဲတတ္တဝါတွေကောင်းကျိုးစီးပွားရအောင်ဆောင်ရွက်ပေးတတ်ပါတယ်အဲ့ဒါလည်းဘာတဘောလဲမေတ္တာရဲ့သဘောတဲ့နော်မှန်ပါဗျာနောက်ဒုတိယမေတ္တာရဲ့အခြေအနေတွေကိုဉာဏ်မှာဘယ်လိုသဘောပေါက်နားလည်ရမလဲဆိုတော့အာဃာတဝိနယပဋ္ဌာနာတဲ့ဟုတ်လားနော်ဒီမှာဗျာအာဃာတဝိနယပဋ္ဌာနာယံညို့ဖွဲ့တာကိုပယ်ဖြတ်တတ်တဲ့ယံညို့ဖွဲ့တဲ့သဘောတရားကိုဖြည့်ဆည်းတတ်တဲ့သဘောရှိတယ်တဲ့မျိုးကြောမေတ္တာကယံညို့ဖွဲ့တဲ့သဘောဖြည့်ဆည်းတဲ့သဘောရှိတယ်ယံညို့မဖွဲ့ဘူးနော်အညို့မထားဘူးအတေးမထားဘူးနော်အညို့ထားတယ်အတေးထားတယ်ဆိုတာမေတ္တာရဲ့သဘောမဟုတ်ဘူးနော်ရှင်းပါဗျာအဲ့ဒီအညို့အတေးတွေကိုပါလေအားလုံးကိုဖြည့်ဆည်းတတ်တဲ့သဘောတရားရှိတယ်တဲ့မေတ္တာလေးပို့တယ်ညိုးတယ်တေးတယ်ဆိုလို့ရှိရင်အဲ့ဒါမေတ္တာမဟုတ်သေးဘူးနော်ရှင်းပါဗျာနောက်တတိယသရုဒ္ဓအနေနဲ့မေတ္တာရဲ့သဘောကိုအဘိဓမ္မာထေရကြီးကဖွင့်ကြတာနော်ရှင်းပါဗျာတတ္တနာမနာပဘာဝတတနာပဋ္ဌာနာတတ္တဝါတွေကိုမျိုးမကျော်တယ်တတ္တဝါတွေကိုကြည့်တဲ့အခါမှာချစ်ခင်တဲ့မျက်လုံးနဲ့ကြည့်တယ်တဲ့ဟုတ်လားတတ္တဝါတွေကိုချစ်ခင်တဲ့မျက်လုံးနဲ့ကြည့်တယ်ချစ်တတ်တယ်နော်မမုန်းဘူးလို့ဆိုနော်ရှင်းပါဗျာတတ္တဝါတွေကိုမုန်းစရာအနေနဲ့မမြင်ဘူးချစ်စရာအနေနဲ့ပဲမြင်တယ်တဲ့အဲ့ဒါခါရဲ့သဘောလေမေတ္တာရဲ့သဘောတဲ့နော်ရှင်းပါဗျာ
အဲ့တော့မေတ္တာရဲ့သဘောကမကောင်းတဲ့သဘောလားကောင်းတဲ့သဘောလားကောင်းတဲ့သဘောပါကောင်းတဲ့သဘောအဲ့တော့မျိုးဆိုရင်ဒေါသကိုကြည့်အောင်ဒေါသကိုအဘိဓမ္မာသက္ကရာကဖွင့်တယ်သူက၄မျိုးဖွင့်ကြတယ်နော်၄မျိုးပဲမဲ့လို့လည်းပဲအကျယ်ရှင်းပြီးတော့လည်းအများကြီးဖွင့်တယ်တိုးတော်လည်းပဲ၄မျိုးလောက်ဆိုရင်ထင်ရှားပါလေဒေါသကိုပါဆိုဒေါသဟာဘာနဲ့တူမီးလျံနဲ့တူတယ်နော်မီးလျံနဲ့တူတယ်မေတ္တာကရေချမ်းလို့လာရောင်လို့အေးချမ်းတဲ့သဘောမေတ္တာနော်ဒေါသောဇန္တိကလက္ခဏာဒေါသဆိုတာဇန္တိကလက္ခဏာကြမ်းတမ်းတဲ့လက္ခဏာရှိတယ်ဒေါသကချမ်းတယ်နော်မေတ္တာကအေးမြပါလေအေးမြတယ်ဒေါသကချမ်းတမ်းတယ်တဲ့နော်ဒုတိယဝိသပ္ပနာကတော့တယ်ဒေါသရဲ့ဆောင်ရွက်တဲ့ကိစ္စကလုံးကြရင်ညှဉ်းနှူးစရာမကောင်းတဲ့ဟုတ်လားရုပ်အစင်းတွေကိုဖြစ်စေတတ်တယ်တဲ့မျိုးဆိုနော်အင်းပါဗျာဒေါသဖြစ်လာရင်ညှဉ်းနှူးစရာမကောင်းတဲ့ရုပ်စင်းဖြစ်ပါရုပ်စင်းညှဉ်းနှူးစရာကြည့်လို့မကောင်းတဲ့ရုပ်ဖြစ်ပါနော်အင်းပါဗျာငါကလှနေတဲ့လူတောင်မှဒေါသဖြစ်ရင်မလှတော့ပါဘူးဗျာမလှတော့ဘူးနော်အင်းပါဗျာအကြောင်းမျိုးရောလှတာကြိုက်လားရုပ်ဆိုတာကြိုက်လားလှတာကြိုက်ပါလေဗျာဒါဆိုဒေါသမဖြစ်နဲ့နော်ဒေါသဖြစ်ရင်ဒေါသဖြစ်ရင်ရုပ်ဆိုးတယ်နော်အင်းပါဗျာဒေါသဖြစ်ရင်ရုပ်ဆိုးတယ်နော်မျိုးဆိုအင်းပါဗျာဒါကြောင့်ဒေါသမဖြစ်နဲ့တဲ့နောက်တတိယဒေါသကိုဘယ်လိုဖွင့်လဲဆိုတော့ဒုဒ္ဒနာပိစုပ္ပထာနောတဲ့ဒုဒ္ဒနာပိစုပ္ပထာနောဆိုတာဘာပြောလဲဆိုဒေါသဆိုတဲ့တရားကဟုတ်လားဘယ်လိုမြင်ရမလဲဆိုတော့ကိုယ်ရောသူရောနှစ်ဖက်လုံးကိုဖြစ်စီတတ်တယ်ဒေါသကကိုယ်ရောသူရောနှစ်ဖက်လုံးကိုပြည့်စည်အောင်ဖြစ်စီတတ်တယ်နော်ဒေါသကြောက်စရာကောင်းနော်နောက်ဒေါသကိုစတုထအနေနဲ့အဘိဓမ္မာတက္ကရာမှာဘယ်လိုဖွင့်လဲဆိုအာဂါတဝတ္ထုဒါသနာအာဂါတဝတ္ထုပဋ္ဌာနောတဲ့မျိုးဆိုဒေါသဘာလို့ဖြစ်လဲဆိုရံညှို့ဖွဲ့တာကြောင့်ဖြစ်တာတဲ့မျိုးဆိုဒေါသဖြစ်တာကရံညှို့ဖွဲ့တာကြောင့်ဖြစ်တာပါအမုန်းပွားတာကဖြစ်တာပါရံညှို့ဖွဲ့တာကြောင့်အမုန်းပွားတာနော်သူတယောက်မုန်းနေတယ်တစ်ဖက်သားမုန်းနေတယ်ဆိုတာဘာဖြစ်လဲရံညှို့ဖွဲ့လို့ရံညှို့ဖွဲ့တာညှို့ထားလို့တေးထားလို့မုန်းတာပါမုန်းတာလို့ဆိုတော့အဲ့ဒေါသကကြမ်းတမ်းတဲ့လက္ခဏာရှိတယ်ပြီးတော့ဗာလဲကြည့်လို့မကောင်းတဲ့ကြမ်းတမ်းတဲ့ရုပ်ကြီးအစင်းတွေကိုဖြစ်ပေါ်အောင်လုပ်တယ်နောက်တစ်ခါတတိယဒေါသကကိုရောသူရောနှစ်ဖက်သားကိုပျက်စီးအောင်လုပ်တယ်နောက်စရုဒ္ဓအနေနဲ့ဒေါသကဗာလဲဒေါသဖြစ်ရခြင်းအကြောင်းကဗာလဲအညှိုးထားခြင်းအတေးထားခြင်းကိုအကြောင်းပြုလို့မျိုးဆိုရင်ဒေါသဖြစ်တာတဲ့နော်ဒီမှာဗျာပြီးတော့ဒေါသနဲ့မေတ္တာနဲ့တူတလားဆန့်ကျင်ဘက်လားဆန့်ကျင်ဘက်ပါဆန့်ကျင်ဘက်ဒါကြောင့်မျိုးဆိုဒေါသဖြစ်ရင်ကိုရောသူရောစိတ်ဆင်းရနော်ကိုယ်စိတ်ဟာဒေါသဖြစ်ရင်အေးချမ်းတာလားပူလောင်တာလားပူလောင်တာပါဗျာဟုတ်တယ်ဒေါသမကောင်းဘူးဒီမှာဗျာမေတ္တာကအေးချမ်းတယ်ဆိုတာမေတ္တာကောင်းတယ်နော်ဒီမှာဗျာအေးဒေါသနဲ့ပြီးရင်မရကြမေတ္တာနဲ့ပြီးရင်သူကဓမ္မပြေတိရောက်တယ်နော်မေတ္တာကဓမ္မပြေတိရောက်တယ်လာရခရီးလေအင်တမ်းမှာပွားတယ်ဒါကြောင့်မလို့မေတ္တာထားနိုင်တော့အကောင်းဆုံးပဲပြောဆိုနော်ဒီမှာဗျာဒေါသကကျမ်းတယ်ဘယ်လိုကျမ်းလဲစာနာဥပမာပြတယ်ဘာလဲဆိုတော့အင်မတန်ဒေါသကြီးတဲ့ငွေဟောက်ကိုမျိုးဆိုရင်ဒုံနဲ့တို့လိုက်တဲ့အခါဘယ်လိုလဲချူးချူးရှဲရှဲနဲ့ဗါလဲရန်မှုတယ်နော်ရန်ထောင်တယ်တဲ့အဲ့လိုပဲဒေါသကြီးတဲ့လူတွေနည်းနည်းစလိုက်တာမျိုးဆိုပါဖြစ်တယ်ချူးချူးရှဲရှဲနဲ့တစ်ခါဖြစ်သွားနော်နည်းနည်းစလိုက်တာနဲ့ဒေါသထွက်သွားပြီဒေါသထွက်သွားလို့ရှိရင်မျိုးဆိုဒေါသထွက်တဲ့ပုဂ္ဂိုလ်ဟာကြည့်ကောင်းတဲ့ရုပ်လားကြည့်မကောင်းတဲ့ရုပ်လားကြည့်မကောင်းတဲ့ရုပ်ပါဗျာဗါလဲမျက်ထောင်หนีသွားတယ်မျက်စိหนีသွားတယ်မျက်စောင်းထိုးတယ်မကျေနပ်တဲ့အကြည့်နဲ့ကြည့်ရဲမျိုးရနော်နှာခမ်းကြီးကလည်းဘာဖြစ်လဲထောလာအဲ့ဒါမျက်နှာကလည်းหนีလာတယ်နော်ဟုတ်လားအသားညိုတဲ့လူလို့ဆိုလို့ရှိရင်အသားညိုတဲ့လူဆိုမျက်နှာကတစ်ခါပို့ပြီးတော့မဲပါနော်မျိုးရဒေါသကကြောက်စရာမကောင်းဘူးလားကြည့်လို့ကောင်းတဲ့ရုပ်လားကြည့်လို့မကောင်းတဲ့ရုပ်လားကြည့်လို့မကောင်းတဲ့ရုပ်ပါဘာလဲပြီးလေဆုံးတာလေနော်မဆိုးအတိုင်းမဆိုးဘူးတခါတည်းတူတူလေးဝက်လိုက်တယ်နော်မျိုးရဒေါသဖြစ်လာလို့ရှိရင်ပါးစပ်ကလည်းမကြောက်မနာတာစကလုံးတွေကောင်းတဲ့စကလုံးတွေထွက်လာတာလားမကောင်းတဲ့စကလုံးတွေထွက်လာတာလားမကောင်းတဲ့စကလုံးတွေထွက်လာတာပါဗျာဟေးကိုလည်းစိတ်ချမ်းသာလားစိတ်ဆင်းရဲလားစိတ်ဆင်းရဲပါဗျာအေးကြားတဲ့သူတွေလည်းစိတ်ချမ်းသာတာလားစိတ်ဆင်းရဲတာလားစိတ်ဆင်းရဲပါဘယ်သူကအဲ့လိုစိတ်ဆင်းရဲအောင်လုပ်လို့ဒေါသနော်ကောင်းတဲ့တရားလားဆိုးတဲ့တရားလားဆိုးတဲ့တရားပါဗျာဒီဒေါသကိုမထိနိုင်ဘူးဆိုလို့ရှိရင်မျိုးလေနောက်ဆုံးတော့ဟုတ်လားဟိုးထောင်တဲ့တတ်တဲ့ချုပ်တဲ့တိရောက်တယ်သို့မဟုတ်သူရောကိုရောနှစ်ဖက်သားမလျှော့ပဲနဲ့မျိုးကြရင်တစ်ဖက်နဲ့တစ်ဖက်ရန်မှုတိုက်ခိုက်ကြပြီဆိုလို့ရှိရင်နှစ်ဖက်လုံးပါပြည့်တယ်ပျက်စီးပါလေဗျာတိတ်ကြီးပျက်စီးကြတာပဲအဲ့ဒါတခြားကြောင့်လားဒေါသကြောင့်လားဒေါသကြောင့်ပါဗျ
မေတ္တာကအဲ့လိုမဟုတ်ဘူးမျိုးနော်မေတ္တာအဲ့လိုမဟုတ်ဘူးနောက်တော့ကိုရောသူရောဖြည့်ဆည်းတတ်တဲ့သဘောကိုအဲ့ဒီသက္ကရာမှာပဲဥပမာပေးထားတယ်ဘာနဲ့ဥပမာပေးလဲဆိုတော့ဒေါတာဖြစ်လာပြီဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုတော့တရားသောသူကိုစိတ်ဆိုးလို့မျိုးမရှိဘူးဟုတ်လားအနားမှာမစင်တုံးတစ်ခုတွေ့တော့အဲ့ဒီမစင်တုံးကောက်ပြီးတော့တစ်ဖက်သားကိုပြစ်လိုက်တော့သူများကိုမထိခင်ဒီမစင်ကဘယ်လိုပေးတော့ကိုယ်ရင်ပေးတယ်နော်ကိုယ်ရင်ပေးတယ်နော်ကိုယ်ရင်ဒုက္ခဖြစ်တယ်ပြီးတော့မှသူများပေးတယ်နော်အဲ့တော့မိခင်ကံပြစ်လို့မိခင်ကံပြစ်လို့ရှိရင်ဘယ်လိုရင်ဘူးလို့ကိုယ်ရင်ပူတယ်တစ်ဖက်ကနောက်မှာပူတယ်နော်အဲ့လိုပဲကိုရောသူရောနှစ်ဖက်စလုံးကိုထိခိုက်တယ်တဲ့ထိခိုက်အောင်ဘယ်သူကလုပ်တာလဲဒေါသကလုပ်တာတဲ့မျိုးဆိုတာကောင်းတဲ့တရားလားဆိုးတဲ့တရားလားပါဗျာဒါကြောင့်မလို့မေတ္တာပဲမိမိတို့ကပွားရမယ်နော်မေတ္တာပွားရမယ်မေတ္တာပွားလို့ရှိရင်မေတ္တာသုတ်တံမှာမေတ္တာပွားလို့ရှိရင်အကျိုးတရားမေတ္တာပွားတဲ့လူမှာ7မျိုးရတယ်လို့မြတ်စွာဘုရားဟောတာလေနော်မင်းကြောအကျိုးတရားဘယ်နှမျိုးရလဲ7မျိုးဟုတ်လားမေတ္တာပွားတဲ့ပုဂ္ဂိုလ်မှာအကျိုးတရား7မျိုးရတယ်တဲ့နော်ဒါလေးချမ်းသာစွာအိပ်ရတယ်ချမ်းသာစွာနိုးရတယ်နော်အိမ်ပဲဆိုးกินတယ်အဲ့ဒါမျိုးတွေမဟုတ်လားမင်းကြောအားလုံး7မျိုးရှိတယ်နော်အိမ်ပဲဆိုးกินတယ်ဟုတ်လားနတ်တွေစောင့်ရှောက်တယ်မေတ္တာပွားရင်အကျိုးဆိုတာနော်ဟုတ်လားချမ်းသာအိပ်ရတယ်ချမ်းသာနိုးထားရတယ်မကောင်းတဲ့အိမ်မက်တွေမမဲ့ဘူးဟုတ်လားလူတွေချစ်ခင်နဲ့နှစ်သက်တယ်နတ်တွေကလည်းချစ်ခင်နှစ်သက်တယ်နတ်တွေကစောင့်ရှောက်တယ်ဟုတ်လားတကယ်မေတ္တာကိုဇိုင်းအောင်ပွားမယ်ဆိုရင်အစိတ်တည်းမိတယ်လက်နဲ့တောင်မှမသိနိုင်ဘူးတဲ့နော်ပြီးတော့စိတ်ကတည်ကြည်တယ်မျက်နှာရုပ်ရဲ့အစဉ်ကြည်တယ်ရွှင်ပြလှပတယ်တည်တဲ့ခါလေးမေတ္တာနဲ့တည်ရင်မတွေးမဝေပဲနဲ့တည်ရတယ်တည်တဲ့ခါလေးဓမ္မပြေးလာရတယ်တဲ့အဲ့ဒါလည်းချမ်းသာမေတ္တာရဲ့အကျိုးလားမေတ္တာရဲ့အကျိုးပါဒါကြောင့်ဒေါသနဲ့မေတ္တာမကွာဘူးလားကွာပါလေဗျာကွာတယ်တဲ့နော်ဒေါသကြီးလို့ရှိရင်တဲ့မပြစ်မှားရင်မပြစ်မှားထိုက်တဲ့လူကိုလည်းပဲပြစ်မှားတာပဲပြစ်မှားဗျာပြစ်မှားလို့ရှိရင်မျိုးမဲဆိုရင်မပြစ်မှားတဲ့သူတို့ကောင်းကြီးတွေကိုပြစ်မှားလို့ရှိရင်အဲ့ဒီပြစ်မှားတဲ့အတွက်ကြောင့်မလို့မျိုးမဲဆိုရင်ဓမ္မပဒမှာမြတ်စွာဘုရားဟောတာလေတဲ့နော်ဒန်10ပါးတင့်တယ်တဲ့ဒန်ပဲနှပါလေ10ပါးပါဗျာဒန်10ပါးတဲ့ဒီစားကြောင့်တင့်တာလားဒေါသကြောင့်လားဒေါသကြောင့်ပါဗျာဒေါသကြောင့်မြတ်စွာဘုရားကအဲ့ဒါကြောင့်မလို့မျိုးဆိုရင်မကောင်းဘူးဒေါသဟာနော်အဲ့ဒါဒန်10ပါးရှိတယ်တဲ့အဲ့ဒီဒန်10ပါးဆိုတာဗာလေမပြစ်မှားတဲ့မပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်ကိုပြစ်မှားလွန်ကျူးဟုတ်လားဒုက္ခပေးမိရင်တဲ့ပြင်းပြခန္ဓာဒုက္ခဝေဒနာတွေယောဂဝေဒနာတွေကိုယ်တဏ္ဍာမှာကြိုက်အောင်လာတယ်ခန္ဓာကိုယ်မှာယောဂဝေဒနာပြင်းပြခန္ဓာဖြစ်လာတယ်နော်ကုလို့မရတဲ့ယောဂဝေဒနာတွေဖြစ်လာတယ်ပြီးတော့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေအလုံးစုံချုံပျက်စီးရတယ်နော်ပြီးတော့ဗာလေတစ်ခါလေးခြေထောက်တွေပြတ်တတ်တယ်လက်တွေလည်းပြတ်တတ်တယ်ကိုယ်အင်္ဂါပျက်စီးသွားတတ်တယ်တဲ့နော်နောက်တစ်ခါပါလေးဖြတ်တတ်တယ်ဟုတ်လားဆွမ်းအားတတ်တယ်ဟုတ်လားနုနာယောဂကြီးတွေဖြစ်လာတတ်တယ်တဲ့နော်ပြီးတော့စိတ်ဓာတ်မှဟုတ်လားအသိဉာဏ်ကင်းကွာပြီးတော့ယူတွတ်တာလည်းဖြစ်လာတယ်နော်နောက်တစ်ခါမင်းပြည့်မင်းတန်တင့်ပြီးတော့စီးတယ်ညာထုဥစ္စာအားလုံးဆုံးချုံပျက်စီးတတ်တယ်နော်နောက်တစ်ခါမျိုးဆိုရင်ဟုတ်လားဒီကိုယ့်ရဲ့ဒီမပြစ်မှားတဲ့မပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်ပြစ်မှားမိတဲ့အတွက်ကြောင့်မလို့မျိုးဆိုရင်ဒါကိုယ့်ကိုအမျိုးမျိုးမဟုတ်မှလှုပ်ချံဆွတ်ဆွဲအပုတ်ချတာလေခံရတတ်တယ်တဲ့တော့နောက်တစ်ခါကိုကမိခိုအားထားတဲ့ကိုယ့်ရဲ့မိခိုရဆွေမျိုးမိသားစုတွေလေဟုတ်လားမျိုးမျိုးပြည့်စည်ဆုံးရှုံးရတယ်တဲ့နော်နောက်တစ်ခါကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းဥစ္စာများလည်းပဲမျိုးမျိုးတွေကွယ်ပြောက်ပြုံးတီးပစ္စည်းပြောင်းလဲသွားတတ်တယ်တဲ့နော်ဒါကြောင့်မလို့ကောင်းလားမကောင်းဘူးလားမကောင်းပါဘူးဗျာနောက်တစ်ခါကိုယ့်ရဲ့နေတဲ့နေရင်လည်းမိလောင်တတ်တယ်တဲ့ဆိုဒုက္ခများတယ်အဲ့လိုဓာတ်တဲ့ဆိုတာတခြားကြောင့်လားမျိုးမျိုးတွေဒါဒေါသကြောင့်လားဒေါသကြောင့်ဒါကြောင့်မလို့မေတ္တာနဲ့ဒေါသမကွာဘူးလားကွာလားကွာတယ်ဗျာကွာတယ်အဲ့တော့ဘုရားရှင်ကိုရောင်များကြီးကဒီမေတ္တာနဲ့ဒေါသအကြောင်းဟောထားတဲ့နမူနာဝတ္ထုပေါ့နော်နမူနာဝတ္ထုကဘုန်းကြီးတို့ဒီဓမ္မပဒပါဠိတော်အပ္ပမထဝဲမှာလေမျိုးရောတမ္မာဝတိဝတ္ထုမှာတွေ့ရတယ်နော်မှန်ပါဗျာဘုရားရှင်ကိုရောင်များကြီးကဒီတမ္မာဝတိဝတ္ထုမှာတဲ့နော်ဒီဒေါသနဲ့မေတ္တာကိုအခြေခံထားတဲ့အုပ်စုနှစ်စုတွေ့ရတယ်လို့ဆိုတော့မှန်ပါဗျာအုပ်စုနှစ်စုအဲ့ဒီအကြောင်းနဲ့ဆက်ဆက်ပြီးတော့နည်းနည်းပြောပြခြင်းတယ်ဘုရားဘုရားရှင်ကိုရောင်များကြီးကောတံပြီပြီပေါ့ကောတိတောင်အကြောင်းမှာသတင်းသုံးနေတယ်အဲ့ဒီတော့သတင်းသုံးတဲ့အခါမျိုးဆိုရင်အဲ့ဒီကောတံပြီပြီမင်းကြီးကဥဒေနာမင်းတဲ့ကောတံပြီပြီမှာမင်းလောက်နေတာဘာလို့လဲဥဒေနာမင်းအဲ့ဒီဥဒေနာမင်းမှာ
သူအင်မတန်ချစ်တဲ့မိဖုရားတွေအများကြီးရှိတယ်အဲ့ဒီမိဖုရားတွေထဲကဟုတ်လားတကယ်ကိုရာထူးကြီးတဲ့မိဖုရားတာမာဝတီမိဖုရားလေမာဂန္ဒီမိဖုရားလေလို့ဟုတ်လားမိဖုရားနှစ်ဦးတိတ်ချော်သိတ်တဲ့မိဖုရားခေါင်းကြီးတွေပေါ့နော်ဒီမှာဗျာအဲ့တော့မိဖုရားတွေရှိတဲ့အခါကျတော့မာဂန္ဒီမိဖုရားကမြတ်မကြီးဘုရားကိုမကြည့်ဘူးမြတ်စွာဘုရားကိုအညို့အတေထားတယ်ဒီမှာဗျာတာမာဝတီမိဖုရားကမြတ်စွာဘုရားကိုကြည်ညိုတယ်ညွှန်းစောဒီမှာဗျာသူတို့နှစ်ယောက်ကမတူပါဘူးကိုယ်ဝင်မှုမတူဘူးနော်ဒီမှာဗျာမာဂန္ဒီမိဖုရားကမြတ်စွာဘုရားကိုရန်လုပ်တယ်တာမာဝတီမိဖုရားကမြတ်စွာဘုရားကိုကြည်ညိုတယ်သူတို့နှစ်ယောက်မတူဘူးနော်မိဖုရားခေါင်းကြီးတွေဆိုတာလေညွှန်းဆိုရင်တိတ်ပြီးတော့ပါဝင်ရှိတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဒီမှာဗျာထုတ်ခဲ့ထုတ်ကားတော့တကယ်ကိုတဲ့ဥဆံပန်စနစ်နဲ့အုပ်ချုပ်နေတဲ့ဘုရင်တွေဟုတ်လားနော်ဒီမှာဗျာအဲ့တော့မြတ်စွာဘုရားကိုရောမြတ်ကြီးရဲ့မျက်မှောက်မှာပဲမာဂန္ဒီမိဖုရားကမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုညွှန်းဆိုရင်အမျိုးမျိုးဒုက္ခပေးတယ်နော်ဒီမှာဗျာဘာလို့ဒုက္ခပေးလဲဆိုတော့မာဂန္ဒီမိဖုရားကတိတ်ချော့တိတ်ထားတဲ့ခါကျတော့သူ့အဖေကသူ့သမီးနဲ့ပေးတာဖို့ဆိုပြီးတော့တမဲလောက်ရှာတဲ့ခါဘယ်သူမှရှာလို့မတွေ့ဘူးဆိုပဲဒီမှာဗျာဟုတ်လားမျိုးရောဘယ်သူမှရှာလို့မတွေ့တဲ့ခါကျတော့ဖယားကိုတွေ့တဲ့ခါမှာဖယားကလည်းဟုတ်လားတက်တော်ကအဲ့ဒီကအဲ့တော့မကြည့်ဘူးပေါ့နော်အဲ့တော့မြတ်စွာဘုရားကလည်းအင်မတန်တပ်ပေတဲ့ယူပကာယပိုင်ရှင်ဆိုတော့ဟုတ်လားတလောကလုံးမှာအချောဆုံးပုဂ္ဂိုလ်ပေါ့နော်ဒီလိုပြောရမယ်ဆိုရင်အဲ့ဒီမှာမာဂန္ဒီရဲ့အဖေကဘုရားပရမကြီးတွေ့တော့တဘောကြလိုက်တာတဲ့မျိုးဆိုတော့တကယ်ကငါသမီးနဲ့ထိုက်တယ်လေတမန်တော်ဆိုတာသူပဲဖြစ်ရမယ်ဆိုပြီးတော့တူတော်နဲ့ပြောမယ်ဆိုရင်တော့မြတ်စွာဘုရားကိုဟုတ်လားသူ့သမီးနဲ့ပြေးစားဖို့သူ့သမီးခေါ်လာပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုသူ့သမီးနဲ့ဟုတ်လားအိမ်ထောင်ပြုပါလို့ပြောတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲ့ဒီမာဂန္ဒီရဲ့အမြင်နဲ့ဖြစ်ကြွတန်းဝင်မှာမြင်တော်မူတဲ့တပည့်တဲ့ဟုတ်လားရုံးကြရင်ကျင်ကြီးကျင်ရဲ့အပြည့်နဲ့ဟုတ်လားရုံးစရာဟုတ်လားတဲ့သမီးကငါဘာလုပ်မလဲချစ်ဖြန်းတဲ့တောင်မတွေ့ချင်ပါဘူးတဲ့တဲ့သမီးတဲ့အမြဲတမ်းချောအမြဲတမ်းလှတဲ့မန္တမင်းရဲ့သမီးတွေကိုတောင်းမှနတ်သမီးတွေတောင်းမှငါဟုတ်လားအလိုချင်စိတ်ငါမှမဖြစ်ဘူးတဲ့သမီးကိုတော့ဟုတ်ရောတဲ့သမီးကိုတော့ခြေပြားနဲ့တောင်မတွေ့ချင်ခြေပြားနဲ့တောင်မတွေ့ဟုတ်လားဘုရားရှင်ပြောလိုက်တဲ့အခါမာဂန္ဒီကလူကိုမယူရကောင်းလာလို့ပေါ့နော်မယူဘူးဆိုလို့ရှိရင်လည်းမယူဘူးဒီလိုပြောလိုက်ပါလားပေါ့နော်သူ့ကိုပါလေကျင်ကြီးကျင်ရဲ့အပြည့်နဲ့ဟုတ်လားတကယ်ကိုရောစရာကောင်းတဲ့အတုပါဆိုပြီးတော့ပြောရကောင်းလားဆိုပြီးတော့နော်မှန်ပါဗျာညာညှို့ထားတယ်မျိုးဆိုဟုတ်လားဘုရားရှင်ကိုရောမြတ်ကြီးကိုမရလိုက်လို့ပါလေညာညှို့ထားတယ်ကြောက်စရာကောင်းနော်မှန်ပါဗျာမျိုးဆိုရင်ညာညှို့မထားတဲ့တဲ့ကိုညာညှို့မထားတဲ့ပုဂ္ဂိုလ်များတွေကိုညာညှို့ထားတယ်မထားကောင်းဘူးနော်မထားကောင်းညာညှို့ထားတယ်တေးထားတယ်နောက်တော့ကောတံဝီကြီးကိုအုပ်ချုပ်တဲ့ဥဒေနမင်းရဲ့မိဘကောင်းကြီးဖြစ်သွားတဲ့အခါဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲကောသကအထေကပင့်လို့ကောတိတာလုံးကြောင်းကိုအလှခံလို့ကောသံပြည်ရောက်ကြွလာတာနော်တန်ခါတော့ညောင်ညစွာချမ်းသာပြန်ကြွလာတဲ့အခါဘုရားရှင်ကိုရောမြတ်ကြီးဆွမ်းကန်ကြွရတဲ့လမ်းတစ်လျှောက်မျိုးကျော်ရေးလူမိုက်တွေကိုငှားပြီးတော့နော်ဘုရားရှင်ကိုရောမြတ်ကြီးနဲ့တန်ခါတော်တွေကိုဒုတ်တွေနဲ့ပြေးခဲတယ်နဲ့ပြေးနှိမ့်ဆက်လိုက်ကြတာမျိုးဆိုတော့အရှင်အာနန္ဒာတော်စိတ်ပြည့်တယ်နော်မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားကောသံပြည်ကသူတွေတော်တော်ကြားတယ်ပေါ့တော်တော်ရိုင်းတယ်တော်တော်ဒုက္ခပေးတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအရှင်ဘုရားဒီကောသံပြည်မှာမနေကြပါစို့ဟုတ်လားတခြားမျိုးကိုကြောင်းကြလို့အာနန္ဒာလျှောက်နော်မြတ်စွာဘုရားကအာနန္ဒာတဲ့ကောသံပြည်မှာလူတွေရိုင်းတယ်ဆိုပြီးတော့တခြားမျိုးကိုသွားရင်တခြားမျိုးကလူတွေဆက်ရင်ဟောတယ်နောက်တခြားမျိုးပြောင်းမှာပေါ့ဘုရားနောက်တခြားမျိုးကလူတွေဆက်ရင်ဟောနောက်တခြားမျိုးပြောင်းမှာပေါ့ဘုရားအာနန္ဒာဒီလိုပြောင်းရင်ဘယ်ခါပြောင်းမှာပေါ့မလဲနော်ဆက်လူတွေဆက်တဲ့လူတွေကလည်းသူတို့ဆက်ဖို့တောင်းတာသူတို့တောင်းနော်ဒေါသမထွက်ဟုတ်လားမေတ္တာထားပြီးတိခံရမယ့်တောင်းကငါဘုရားတို့ရဲ့တောင်းတဲ့ဟုတ်လားမှန်ပါဗျာစစ်တိုက်ထွက်တဲ့စစ်စင်ကြီးဟာမျိုးစေဟုတ်လားမြားရည်လှန်ရည်ဒုတ်ရဓာတ်တွေကိုတိခံတယ်ငါဘုရားလည်းတိခံတယ်တဲ့မြတ်စွာဘုရားနော်မှန်ပါဗျာမစိုးရင်လည်းတဲ့9ရက်ဆိုရင်ဒါပြီးသွားပါလိမ့်မယ်ဆိုမြတ်စွာဘုရားနော်မာဂန္ဒီတော်ဒုက္ခပဲနော်ပိုက်ဆံတွေပေးဟုတ်လားလက်တပကားတွေပေးပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တန်ခါပဲရှင်မြတ်ကြီးကဘာမှတူဟုတ်လားဘာမှပြန်လုပ်တာလည်းမဟုတ်ဘူးနော်အဲ့ဒါကိုဟုတ်လားနေ့စဉ်ရက်ဆက်ဆိုလို့ဟုတ်လားကျွတ်ကျွတ်လွန်လွန်နဲ့မျိုးချွေရေးနှိမ့်ဆက်လိုက်ကြတာနော်မှန်ပါဗျာမာဂန္ဒီတော်တော်မိုက်တာပဲ
မပြစ်မှားတယ်မပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်တွေကိုပြစ်မှားနော်ဒေါတာထွက်တဲ့ရန်မျိုးဖွဲ့တယ်နော်ရန်မျိုးဖွဲ့တယ်အဲ့တော့ဘုရားရှင်ဗုဒ္ဓမြတ်ကြီးတရင်သုံးနေတဲ့အခါကျတော့နောက်တာမဝတိနဲ့တကဝသူ့ရဲ့မောင်းမမိတ်တံ900လောက်ကလည်းပဲနော်နောက်တာမဝတိမှာဟုတ်လားနန်းတော်မှာတာမဝတိရဲ့နန်းတော်မှာနော်မျိုးစေသူ့မှာအလုတ်ရွှေဟုတ်လားတို့အလုတ်ရွှေဟုတ်လားသူ့ရဲ့မောင်းမပေါ့နော်သူ့ရဲ့အလုတ်ရွှေတစ်ယောက်ရှိတယ်သူ့နာမည်ကခုတ်စုတ်တရာတဲ့ဗါလေခုတ်စုတ်တရာပါခုတ်စုတ်တရာခါကုန်းကုန်းလေးနဲ့ညံတာအကောင်းဆိုနော်ခုတ်စုတ်တရာကတမဝရီကိုနေတိုင်းပန်းဝင်ပြီးတော့ပန်းဆက်တာတယ်နော်ခုတ်စုတ်တရာကအဲ့ဒီကောတံပြီးအထင်ရှားတဲ့သူမနာပန်းတယ်ပေါ့သူမနာပန်းတယ်ပန်းရောက်တဲ့သူမနာစီတာနော်ပန်းတယ်ဝဲပြီးတော့တမဝရီကိုဆက်တာတယ်ဘယင်ရဲ့မိဖေခေါင်းတယ်မိဖေရနေရတော့အပြင်ကိုဘာမှမရှိပါဘူးနော်အမေကျော်တော့ပြင်ဖို့ခေါင်းတယ်နော်ဟုတ်လားအပြင်ကိုမတွားဘူးနော်တွားဖို့မလွယ်ဘူးအဲ့တော့ပန်းဝယ်ဖို့အတွက်ခုတ်စုတ်တာကအပြင်ကိုတွားတယ်နော်ဒီနေ့သူမနာပန်းတယ်ရဲ့အိမ်မှာနော်သူမနာပန်းတယ်ကမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုဆွမ်းပင်ပြီးတော့ကတ်တယ်ပေါ့အဲ့ဒါမကတ်ခင်ခုတ်စုတ်တာကိုလေခုတ်စုတ်တာဟုတ်လားဒီနေ့ခတ်ဆော့ဆော့တာဟုတ်လားငါဆွမ်းကတ်ကြရှိတယ်ဆွမ်းကျုပ်ပဲမှာနည်းနည်းဝိယဝိသကုလို့ဆိုပြီးတော့အဲ့ဒါမှာသူကပြီးတဲ့ခါမှပေါ့လေပန်းတယ်လည်းရပါလိမ့်မယ်ဟုတ်လားသူကဘုရားနဲ့တန်ခါတော်တွေအများကြီးဆိုတော့မျိုးကျော်ရဲ့တိုင်းမှာဝိယဝိသလုပ်ဖို့မျိုးကျော်တို့ပေါ့နော်ဝိယဝိသလုပ်ဖို့ကုသကြာကိုဖိတ်လိုက်တယ်အဲ့တော့ဆွမ်းကျုပ်ဝဲဖိတ်တော့ကုသကြာကပန်းဝဲသွားရင်လည်းဝိယဝိသလုပ်ရင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားကိုနားလိုက်တယ်နော်မှန်ပါဗျာနားလိုက်တာနဲ့မျိုးကျော်ရဲ့တရားဆုံးပြီဆိုတာနဲ့ခုတ်ဆိုတာဗါလေသောတာပန်အရိယာဒီလိုကောင်ဖြစ်သွားပြီနော်မှန်ပါဗျာအဲ့တော့သောတာပန်အရိယာဖြစ်သွားတော့အဲ့ဒါဆွမ်းကျူပွဲလေပြီးသွားပြီဆိုတော့ပန်းလေမျိုးစေဝယ်ပြီးတော့ဟုတ်လားပန်းလေဝယ်ပြီးတော့နန်းကိုပြန်လာတဲ့အခါတာမဝီမိခရတို့ပန်းဆက်တာလေပေါ့နော်မှန်ပါဗျာပန်းဆက်တာတဲ့အခါပန်းတွေကအများကြီးပဲမျိုးခါတိုင်းဆိုရင်ဟုတ်လားနဲဟုတ်လားဒီနေ့ကတော့ပန်းကအများကြီးနေ့တိုင်းဆိုလို့ရှိရင်ပန်းကနည်းနည်းလေးနော်ဒီနေ့ကအများကြီးတဝက်ပေါ်တာပေါ့နော်အတ္တမဝိကမေးတယ်ပေါ့ဟုတ်လားသူဆန္ဒကြီးလားဒီနေ့ပန်းနေများနေတယ်ပေါ့ခါတိုင်းနေလည်းမတူဘူးတဲ့ဟုတ်ကြတာနော်အဲ့ဒါနဲ့သူ့ရဲ့ပန်းဝယ်တဲ့သူ့ရဲ့ဟောလားဗာလေအလုဒ္ဓမပေါ့နော်သူ့ရဲ့သူ့ရဲ့အစေးအပပေါ့နော်အဲ့ဒါခုတ်ထုတ်တာကဟုတ်တယ်တဲ့ဒီနေ့ပန်းနေအများကြီးတဲ့ဟုတ်လားအများကြီးခါတိုင်းကတော့သူကပန်းနေတဝက်ပဲဝင်လာတယ်ပေးတဲ့ပိုက်ဆံနော်တဝက်ကသူခိုးထားတယ်တဲ့ဟုတ်လားဒီနေ့ကသူမြတ်စွာဘုရားစီကတရားနာရလို့တဲ့သူမခိုးတော့ဘူးတဲ့မျိုးရတော့သူပုံဝင်လေးပဲပြောတာတော့မခိုးတော့ဘူးတဲ့ဒါကြောင့်မလို့ပန်းနေအများကြီးဟုတ်လားပေးတဲ့ပိုက်ဆံအကုန်လုံးပါလေပန်းနေဝယ်လာတယ်ထောက်တာဆိုမခိုးတော့ဘူးနော်ဒီပါဗျာပြီးတော့သူတော်ကောင်းစိတ်ရှိတဲ့တမ္မာဝတိကလည်းမျိုးဆိုတယ်အနေဘာလို့ခိုးရလဲဟုတ်လားမင်းကိုအပြစ်ဒဏ်ပေးမယ်ဒီလိုမလာဘူးနော်ပြည့်စိတ်ဝင်စားသွားရပါလေဆိုတော့ခါတိုင်းပန်းတွေကိုခိုးတယ်ဒီနေ့မခိုးတော့ဘူးလေအေးမခိုးတာကတရားနာရလို့တဲ့ဒီတရားတော်ကောင်းပါပဲတဲ့နော်ဒီပါဗျာသူ့ဘဝကိုပြောင်းလဲအောင်လုပ်ပေးလိုက်တဲ့တရားပဲတဲ့အဲ့တော့ခုဆိုတာကိုပြောတာပေါ့သူ့ထက်အသက်ကြီးအောင်နော်အဲ့ဒါအေးဒါဖြင့်ဟုတ်လားခုဆိုတာဟုတ်လားအဲ့ဒီတရားကိုကျမတို့ကိုမဟောပေးနိုင်ဘူးလားတဲ့ဟောပေးလို့ရတယ်တဲ့ဒါဖြင့်ဟောပေးပါဒီလိုဟောနိုင်ဘူးတဲ့ဟုတ်လားသူ့ကိုနန္ဒရေနဲ့ရေချိုးပြရမယ်တဲ့နော်ပြီးတဲ့အခါသူ့ကိုအဝတ်အတစ်ဝတ်ပြရမယ်တဲ့သူ့ကိုအမြင့်ကထားရမယ်တဲ့ပြီးတဲ့အခါမှသူတရားဟောနိုင်မယ်တဲ့ဒီမှာဗျာအနာအစေခံတယ်နော်မျိုးကြောကုသတာဆိုတာအစေခံတယ်ဟုတ်လားဟုတ်လားနန်းတော်ရဲ့အခုအလုသမားလေးပဲနော်အလုသမားအကြီးတော့အသက်ကြီးပါပြီအလုသမားပဲနန်းတော်ရဲ့အလုသမားပဲတိုးတော်လည်းပဲတရားရပါပြီဆိုရင်ဟုတ်လားဒီတရားကိုသူအနှိမ့်ကမဟောနိုင်ဘူးတမ္မာဝိကလည်းသူစဉ်းစားနေတယ်ဒီတရားရဲ့တန်ဖိုးကတော်တော်ကြီးမှလိမ့်မယ်ဒါကြောင့်မလို့ဒီတရားနာရဖို့အတွက်သူကိုယ်တိုင်လည်းပဲအပြင်ထွက်လာလို့မရဘူးဒါဖြင့်သူစီကတရားနာခြင်းတော့သူပြောတဲ့အတိုင်းပဲဟုတ်လားမောင်မမိတ်တန်ရပါလို့သူကိုငါသားကြီးနဲ့ရေရှိုးတန့်တင်ပေးကြတယ်ပြီးတော့အဝတ်တိတ်တွေဟုတ်လားဆင်ပေးကြတယ်ပြီးတဲ့အခါမှာသူ့ကိုအမြင့်ကထားတယ်
ပြီးတော့သူရက်တောင်ကလည်းလိုတယ်နော်ရက်တောင်ကလည်းပေးလိုက်တယ်ပေါ့နော်ရက်တောင်အဲ့ဒါရက်တောင်လေးကိုင်းပြီးတော့မျိုးဆိုရင်ဟောအမြင့်ကနော်အမြင့်ပလင်ကနေပြီးတော့တစ်ခါတည်းအဲ့မောင်းမတာမဝတိအမှုရှိတဲ့မောင်းမ900ကိုမျိုးဆိုရင်ကြာကြာနာနာမြတ်စွာဘုရားဟောတဲ့တရားကိုတလုံးတစ်ပါးထားမှမကြံအောင်အဲ့သူနာခဲ့တာအလုံးမှတ်မိတယ်ညာကဘလောက်ပေါအောင်နော်အလုံးမှတ်မိတယ်တလုံးတစ်ပါးထားမကြံအောင်တေးသေးချာချာလေးလေးစားစားနဲ့ဟုတ်လားဟောပြလိုက်တာတစ္ဆာပြတဲ့တရားအဆုံးပါပဲတာမဝတိအမှုရှိတယ်မောင်းမမိတ်တံဟုတ်လားအားလုံး900ဆိုတော့ဟုတ်လား400ပြီးဖို့တရားအောင်လို့ဖြစ်အောင်နော်အားလုံးပါပါလေသောတာပန်အရိယာဖြစ်သွားကြတယ်တဲ့လို့ဆိုတော့ဒီမှာဗျာအဲ့တော့သူကပါလေတရားဟောဆရာကုသတရားဘူးလေတရားဟောဆရာမြတ်ဟောဓမ္မဂတိကသူတို့ကအားလုံးဒီပြပေါင်းခြင်းနဲ့တကွာကျန်တဲ့မောင်မတွေကတပည့်တွေဖြစ်သွားကြတယ်နော်ဒီမှာဗျာဆရာဆိုတော့အချင်းချင်းမှလည်းချင်းချင်းမှလားချင်းချင်းပါလေချင်းချင်းတယ်အရှင်သာရိပုတ္တရာမထေရလေဘုရားရှင်ကိုတော်များကြီးရပါလေလက်ရတော်ရနော်လက်ရတော်ရရှင်သာရိပုတ္တရာမထေရကအရှင်အတ္တကြီးရဲ့ဘယ်လိုပဲ9ပါးထဲမှာအပါဖြစ်တယ်အရှင်အတ္တကြီးရဲ့တရားကိုနာရတဲ့အတွက်ကြောင့်သောတာပန်ပြုတာနော်ဒီမှာဗျာတရားနဲ့အများကြီးမဟုတ်ဘူးရေဓမ္မဟိတုပဘဝတေပံဟိတုတရားတော့နှစ်ပိုက်တော်ပဲနော်ဒီမှာဗျာဘလုံးကလုံးမှာရှိတဲ့တရားတွေအကြောင်းတရားကြောင့်အကျိုးတရားဖြစ်နေကြတာသမုဒိယသစ္စာကြောင့်ဒုက္ခသစ္စာဖြစ်နေကြတာပါလို့အဲ့ဒါဟောလိုက်တာနဲ့ဟုတ်လားအကြောင်းအကျိုးဒီတရားကိုနားလိုက်တာနဲ့အရှင်သာရိပုတ္တရာဟုတ်လားဖြစ်မဲ့အလောင်းတရားပေါ့နော်ဥပါဒိတာသောတာပန်တည်သွားတယ်လို့ဆိုနော်ဒီမှာဗျာဘယ်လိုညာကြည့်ကြနော်ဘယ်လိုဒီမှာဗျာကိုတို့ကတော့တရားစာအုပ်တအုပ်ဆုံးနဲ့သောတာပန်မဖြစ်နိုင်ဘူးအုပ်ဆုံးတယ်မဖြစ်နိုင်ဘူးနော်ဒီမှာဗျာပဋ္ဌာန်းတအုပ်လုံးကိုပဋ္ဌာန်း5အုပ်လုံးပူဇော်တဲ့မဖြစ်သေးပါဘူးသောတာပန်မဖြစ်ကြဘူးနော်ဒီမှာဗျာဘာဖြစ်လို့လဲဆိုရင်ဟုတ်လားညာရင်ကျက်မှုတွေပွားလို့ပေါ့နော်ဒီမှာဗျာကဲဒါဖြစ်ရင်ခုနကတာမဝတိအမှုရှိတဲ့ကြံတဲ့ဟုတ်လားမောင်းမမိတ်တာနေတာလည်းပဲနော်ဆိုရင်ခုဆိုတရားကိုဘာမှမခိုင်းတော့ဟုတ်လားနေ့တိုင်းဘုရားရှိခိုးသွားတရားမှာဟုတ်လားပြီးရင်အဲ့ဒီတရားကိုနေ့တိုင်းသူတို့ပြန်ဟောတဲ့ဒါဆိုသူကတရားနာဖို့တောင်းရပါပြီနော်ဒီမှာဗျာအဲ့တော့မဂန္ဒီကတော့ဘုရားလည်းမကြည်ညိုဘူးနော်မဂန္ဒီကဘုရားကြည်ညိုလားမကြည်ညိုဘူးလားမကြည်ညိုပါဘူးဗျာမကြည်ညိုဘုရားကိုရန်သူလို့ပြောတာရန်ညိုတာနော်ဒီမှာဗျာတမဝေမှုရှိတဲ့900တော့မောင်းမမိတ်တာနေတာတော့မြတ်စွာဘုရားကိုကြည်ညိုလိုက်တာတရားကိုကြည်ညိုလိုက်တာတန်ခါရရှင်ကလည်းကြည်ညိုလိုက်တာသူတို့ကျင့်သုံးတာကတခြားလားမေတ္တာလားမေတ္တာပဲမှာဗျာမေတ္တာလားနော်တစ္ဆာလားနော်ဒီမှာဗျာမဂန္ဒီမိဘုရားကတော့ဘယ်လိုဘာလားလဲဘောတာဟုတ်လားအမုန်းပွားတယ်လားအစွန်းရောက်အောင်မုန်းတာနော်ဒီမှာဗျာမမုန်းကြလားမုန်းပါတယ်မုန်းလိုက်တာပြောဆိုဘုရားကမကြည့်နိုင်ဘူးဘုရားကမကြားနိုင်ဘူးအဲ့တော့ရန်ညှို့ဖွဲ့ခြင်းတရားတွေမှာလည်းရှိတယ်ညွှန်ဆိုရင်ဒီလူဟာငါ့ကိုအကျိုးစီးပွားပြည့်စည်အောင်လုပ်ခုတယ်ဟုတ်လားအခုလည်းလုပ်နေတယ်နောင်လည်းလုပ်နေတယ်သုံးမျိုးတော့ကိုယ်နဲ့ပတ်သက်ဒီလူဟာငါရဲ့ဟုတ်လားငါရဲ့မိတ်ဆွေရဲ့အကျိုးစီးပွားကိုပြည့်စည်အောင်လုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောင်လည်းလုပ်နေတယ်6မျိုးတော့ဒီလူဟာငါရန်သူရဲ့အကျိုးစီးပွားရှိအောင်လုပ်ခုတယ်ခုလည်းလုပ်နေတယ်နော်အခုလည်းနောင်လည်းလုပ်နေတယ်လို့ရန်မျိုးဖွဲ့ခြင်းတရား9မျိုးတယ်လို့ဆိုတယ်ဘယ်နှမျိုးလဲ9မျိုးပါဗျာဒီလူဟာငါ့ကိုအကျိုးပြည့်စည်အောင်လုပ်ခုတယ်ခုလည်းလုပ်နေတယ်နောင်လည်းလုပ်မယ်ကိုမိတ်ဆွေနဲ့ပတ်သက်တော့ကိုမိသားစုနဲ့ပတ်သက်တော့နော်ကိုမိတ်ဆွေကိုမိသားစုကိုပတ်ဝန်းကျင်ဟာကိုနဲ့ခင်မင်တဲ့အတိုင်းဝိုင်းနဲ့ပတ်သက်တော့နော်ဒီလိုငါရဲ့မိတ်ဆွေငါရဲ့မိသားစုအကျိုးစီးပွားကိုပြည့်စည်အောင်လုပ်ခုတယ်လုပ်နေတယ်နောင်လည်းလုပ်မယ်ဟာဒီလိုငါရန်သူရဲ့အကျိုးစီးပွားဖြစ်အောင်လုပ်ခုတယ်ခုလည်းလုပ်နေတယ်နောင်လည်းလုပ်မယ်ကိုယ်နဲ့ပတ်သက်လို့3မျိုးကိုယ့်ရဲ့မိသားစုနဲ့ပတ်သက်လို့ကိုမိတ်ဆွေနဲ့ပတ်သက်လို့3မျိုးကိုယ့်ရဲ့ရန်သူနဲ့ပတ်သက်လို့3မျိုးအဲ့တော့မဂ္ဂန္ဒီကညွှန်ကြရဲ့မဂ္ဂန္ဒီကဘုရားကိုရန်သူလို့သဘောထားနော်ဒီမှာဗျာဘုရားရန်သူလို့သဘောထားတဲ့အခါကျတော့မြတ်စွာဘုရားနဲ့တန်ခါးတွေကိုရန်သူလို့သဘောထားတဲ့အခါကျတော့ငါရန်သူရဲ့အကျိုးစီးပွားကိုဆောင်ရွက်နေတယ်မဂ္ဂန္ဒီကလေနော်ဒီမှာဗျာမြတ်စွာဘုရားနဲ့တန်ခါးတော်တွေကိုသူကကိုယ်ပဲစိတ်ကံတာပေါ့နော်
ကိုယ်ပဲစိတ်ကလည်းငါရဲ့ရန်သူရဲ့အကျိုးစီးပွားကိုလုပ်နေတယ်လုပ်ဖို့တယ်ဟုတ်လားအခုလည်းလုပ်နေတယ်နောက်လည်းလုပ်လိမ့်အောင်မယ်ဆိုပြီးတော့ပါလေမဂ္ဂင်ကြီးကသာမဝတိကိုဘာလုပ်တာလဲမုံပြအမုံပွားတယ်အညုအတေးထားတယ်ပြောကြတော့ဒီစားဟုတ်လားဘုရားကိုကြည်ကြရကောင်းတာဆိုနော်ဘုရားကိုကိုးဝေရကောင်းတာဟုတ်လားမြတ်စွာဘုရားကိုဆွမ်းနေပွားနေတဲ့လူတိုင်းရကောင်းတာဆိုပြီးတော့လေနော်ဆိုရင်မဂ္ဂင်ကြီးကဘာလုပ်တာလဲအညုထားတယ်ဘုရားတည်းမကားပြီဘူးဘုရားကိုကိုးဝေတဲ့ပုဂ္ဂိုလ်တွေကိုအညုထားတယ်နော်မျိုးတွေကလူကတော့သူကမြင်ရမှာမဟုတ်ဘူးလေနော်သူကနားလေပါလေတော့ဟောနားလေမှာလုံနေတဲ့တာမဝတိအမှုရှိတဲ့ဘောင်းမမိတ်တန်တွေကိုမြင်ရတော့ဒီဝတ္ထုကရှိကြီးမျိုးဆိုတော့ဒါလူရင်းကိုဘုံလို့ပြောတာနော်ဒီတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟုတ်လားအေးအေးဆေးဆေးဟုတ်လားသူ့လုပ်ငန်းကိုသူလုပ်နေတာနော်သူကရံညိုထားသူကဒုက္ခပေးပြီမဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကစိတ်ဆိုးတာရှိလားမရှိပါဘူးအဲဒီဒါလည်းမရှိတော့ဘူးနော်စိတ်လည်းမဆိုးဟုတ်လားအမြဲတမ်းဟုတ်လားမေတ္တာပဲပွားပြီးတော့ဟုတ်လားသူများရဲ့အကျိုးစီးပွားလောကသားတွေရဲ့အကျိုးစီးပွားဟုတ်လားမနာမနဲ့ဆောင်းရတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရန်ရုပ်ပွားတယ်အဲ့တော့ဘုရားကိုယ်တော်မြတ်ကြီးကိုကိုယ်ဝေရကောင်းလားဆိုပြီးအမျိုးမျိုးကုန်းတိုက်ပြီးတော့တာမဝတိမိဖုရားတွေကိုအထင်မှားပြီးဘုရားနာမင်းကညောင်းချင်ညာနဲ့ပြစ်တတ်တယ်နော်ဒါနဲ့တော့မေတ္တာရဲ့တကူကြောင့်ပေါ့မေတ္တာပွားနေတာဟုတ်နော်ရိုးရိုးလားအရိယာပုဂ္ဂိုလ်လားအရိယာပုဂ္ဂိုလ်ပါဗျာအဲ့မေတ္တာဆံဝင်စားပြီးတော့မေတ္တာပွားကြတဲ့အခါကျတော့ညာကမဆူဘူးနော်ညာကမဆူဘူးဥဒိနာမဲစီပြန်လာတယ်တဲ့စင်နဲ့နင်းတတ်ပြန်တော့လေစင်ကမနှင်းဘူးအော်ပြီးတော့ပြန်ပြေးတယ်သူလည်းညာရှိတာပဲဒီအသက်မရှိတဲ့နော်ဒီညာနော်ဒီအတိညာမရှိတဲ့ဒီစင်တိရစ္ဆာန်ဟုတ်လားဒီတတ္တဝါတွေဒီတက်မဲ့အရာဝတ္ထုတွေကတော့မှတာမဝတိရဲ့ကျေစုပုံကိုသိကြပါလားငါကမသိဘူးငါမိုက်ခဲလိုက်တာဆိုတော့တာမဝတိကိုဒုထောက်ပြီးတောင်းမှန်တာတဲ့ကျွန်တော်တို့အပြည့်ခွင့်လို့ကြအောင်နော်အေးလို့ဆိုရင်အင်မတန်မှဟုတ်လားမေတ္တာနဲ့ဒေါသရဲ့ဟုတ်လားအကျိုးတရားပဲနော်ဒေါသရဲ့အကျိုးတရားအင်မတန်မှဝါချတယ်နော်ဒေါသကဒုက္ခပေးတယ်ဟုတ်လားအပြည့်ဖြစ်တယ်မေတ္တာကကောင်းကျိုးပေးတယ်တဲ့ပွားနိုင်ရင်တော့ကောင်းတယ်နော်အဲ့တော့တနေ့သောအချိန်ကမှဟုတ်လားဗတဲ့ဥဒိနာမင်းဥယျာဉ်ကစားထွက်သွားနော်မကဥယျာဉ်လည်းထွက်သွားပါနော်ဥယျာဉ်ပြောဝဲစားထွက်တာလေတော့ထွက်သွားတဲ့အချိန်မှာမဂ္ဂင်ကြီးကတာမဝတိအမှုရှိတဲ့မောင်းမ900ဟုတ်လားမိရှုပ်ပြီးတော့တတ်လိုက်တာနော်အဲ့လိုဆိုမိရှုပ်ပြီးတော့ပါလားတတ်ပြတာနော်တတ်ပြတော့ဒီတစ်ဖက်ကျတယ်နော်ဒီတစ်ဖက်ကျဥဒိနာမင်းကပရိယေနဲ့ပေါ့နော်ဓမ္မဂန်ကြီးလက်ချက်ဆိုဖြစ်တယ်လေဒီတာမဝတိအမှုရှိတဲ့ဒီမိဖုရား900ကိုသူဟုတ်လားမောင်းမမိတ်တာ900ကိုသူကြည့်မရတာကြားပြီပေါ့နော်ဟုတ်လားသူ့ကိုတေအောင်မိတိုက်ပြလိုက်တာဘယ်သူလဲချက်တယ်မသိဘူးတဲ့ငါတော်တော်လေးအန္တရာယ်ကင်းသွားတယ်ပေါ့နော်တော့မှသူတို့ကအန္တရာယ်ပေးတယ်ပြီးမြဟုတ်လားမိဖုရားတွေဖြစ်တယ်ဆိုပြီးတော့ပြောဆိုတယ်မင်းကြီးကညီလာခံတဲ့မှာပြောလိုက်တဲ့အခါဘာဂန်ကြီးကသူလောက်တာပေါ့နော်လက်ပဲရှာလိုက်တာနော်သူလောက်တာဆိုတဲ့အခါဟောတော်လိုက်တာဘာဂန်ကြီးကတော့တော်လိုက်တာဟုတ်လားစုပေးရမယ်တဲ့နော်ဟုတ်လားစုတယ်လက်တယ်ပေးရမယ်ပေါ့နော်အပေါင်းပါတွေကိုအားလုံးစုဟုတ်လားစုချပေးပါမယ်ဆိုပြီးတော့ဟုတ်လားပြောကြအဲ့ဒါနဲ့ဗါလေလှုပ်တဲ့သူ့ရဲ့ဆွေမျိုးဦးလေးနဲ့အတူဟုတ်လားမာဂန်ကြီးနဲ့အပေါင်းပါဖြစ်ကြတဲ့ဘုရားရှင်ကိုယ်တော်ရဲ့တန်ခါတော်တွေကိုဟုတ်လားခဲနဲ့ဖြစ်ထုံးနဲ့ပြည့်တဲ့လူတွေရောပါမှာပေါ့နော်အားလုံးဆွေမျိုးဆိုပြီးတော့ပါလိုက်ကြတာအဲ့ဒါအားလုံးစုပြီးတဲ့အခါကျအားလုံးဖမ်းနော်ဖမ်းပြီးတော့ဘလို့အပြစ်ပေးတယ်ဆိုတော့နိုင်ရင်ပြင်မှာပြောရင်မြေပွဲမှာတခါတည်းရင်ဆိုးလောက်နဲ့အောင်ပေါ့နော်ဟုတ်လားကျင်းကြီးတွေတူးပြီးတော့အားလုံးမြုပ်တာလေနော်မြေမှာမြုပ်တယ်အဲဒီမှာပါဟမ်နော်ကြောဒီမှာဗျာဟုတ်လားအဲ့ဒါကိုတခါမိတိုက်တာလေဘုရားမိချိုတာနော်မိချိုတယ်မျိုးဆိုတယ်မိချိုပြီးတော့တခါတည်းဟုတ်လားပြီးတဲ့အခါထွန်တွန်းနဲ့ပန်းထွန်တွန်းတက်ပြီးတော့တခါထွန်တွန်းနဲ့ကိုထုံလိုက်တာလေနော်ဒီမှာဗျာမျိုးကြော၆ဆရာမကောင်းဘူးလားကောင်းပါလေဗျာတခြားအပြစ်ပေးလာတာဒေါသကအပြစ်ပေးလာတာဒေါသအပြစ်ပေးတာပါမပြစ်မှားတင်မပြစ်မှားတိုက်တယ်မြတ်စွာဘုရားတန်ခါတွေကိုပြစ်မှားတယ်ပြီးတော့သောတာပန်အရိယာဖြစ်ကြတယ်ဟုတ်လားသူတော်ကောင်းတွေကိုမိချိုတတ်တယ်နော်မှန်ပါဗျာအဲ့တော့ပြောစရာရှိတာပေါ့မေတ္တာပွားလို့ရှိရင်မိလည်းမလောင်ဘူးဆိုတာပါနော်
မိမလောင်ဘူးဘာလို့မိချို့လို့ပေးတာလဲဆိုတော့တို့မှာဝှရွှေတယ်လို့ဆိုနော်အတိတ်ဘောကပါလေပိစိကဟုတ်တာအရှင်မြတ်တပါးနိရောဓသမဘဝင်စားနေတာကိုမိချို့ပြကြနော်မိချို့ပြကြမိချို့တော့တတ်ပြကြတာပေါ့နော်အဲ့ဒီအဖြစ်ကညွှန်ကြတယ်ဟုတ်လားငရေကြတယ်ငရေကတက်တာပြန်လို့လည်းပဲအဲ့ဒီအဖြစ်အကျွဲအကြံတွေခံရတယ်နော်ဒါကြောင့်မို့လို့သူတို့မိလောင်ပြီးတော့ဒေသကြတယ်နော်ဒေသတဲ့အခါမှာလည်းမျိုးဆိုရင်သူတို့မှာဟုတ်လားတရားတစ်ပါးဘာဝနာတွေပွားပြီးတော့ဒေသတဲ့အခါမကောင်းတဲ့ဘဝရောက်ပါမလားမရောက်ဘူးနော်အဲ့တော့ဘုရားရှိခိုးတော်မြတ်ရှိကိုဟုတ်လားတန်ဃာတော်တွေကဆုံးမကြွားတဲ့ခါကျတော့ဒီတရင်ကြီးအားလုံးဟုတ်တယ်ဒီကြောင့်ဖြစ်ပါမယ်နော်ဟုတ်တယ်ဒီကြောင့်ဖြစ်သွားတဲ့ခါကျတော့ကိစ္စကြီးမျိုးဆိုဒေါသဘလောက်ရောက်ဖို့ကောင်းလဲနော်မင်္ဂလာကြီးကတာမဝတီတို့ကိုအညို့တက်ထားတယ်အညို့တက်ထားတဲ့ခါကျတော့မျိုးဆိုဒီဒေါသကမင်္ဂလာကြီးသူလည်းပြည့်စည်တယ်တာမဝတီတို့လည်းပြည့်စည်တယ်ဟုတ်လားကိုရောသူရောနှစ်ဖက်သားကိုဖြစ်စည်တယ်ဒုက္ခနာပိစုပ္ပန်တော်တဲ့ကိုကိုရောသူ့ကိုရောနှစ်ဖက်သားလုံးကိုဖြစ်စည်တာလူကဖြစ်စည်တာလေဒေါသကဖြစ်စည်တာတဲ့ကြောက်စရာကောင်းတယ်နော်အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့တာမဝတီတို့ဖြစ်စည်သွားတယ်မာတန်ကြီးတို့ဖြစ်စည်သွားတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရန်တော်တွေကဘုရားပရမကြီးရှောက်တဲ့အခါမှာမြတ်စွာဘုရားကတရားဟောတယ်နော်ဘာတရားဟောလဲဆိုတော့အားလုံးကြားလို့ရပါတယ်အပမတောအမတံပတံပမတောပိစုနောပတံအပမတ္တနာမိယံတိယပမတ္ထာယထာမတ္တဘိက္ခွေစေတတို့အပမတောကုသိုလ်တရားမှာမမိမလျော့ပဲနေသောပုဂ္ဂိုလ်ဒီအပမတောကုသိုလ်ကောင်းမှုတရားကိုမမေ့တဲ့ပုဂ္ဂိုလ်ဒီအမတ္တမတ္တနိဗ္ဗာန်ရောက်ခြင်းအကြောင်းဖြစ်၏ပမတောကုသိုလ်ကောင်းမှုမှာမေ့လျော့မောဆနေသောပုဂ္ဂိုလ်ဒီမိစုနောပတံဒီရခြင်းအကြောင်းဖြစ်၏အပမတ္တမမေ့သောသူတို့ဒီနမယံဒီမလေးကြနေကုန်ရေရင်သူတို့ဒီပမတ္တမေ့လျော့နေကြနေကုန်၏ရေရင်သူတွေပမတ္တကုသိုလ်ကောင်းမှုတရားနဲ့မေ့လျော့ပေါ်ဆံနေကြနေကုန်၏တေထိုသူတို့ဒီမတယထာတည်တဲ့ပုဂ္ဂိုလ်နဲ့အတူတူပါပဲဘုရားပြောရတယ်နော်ပြောရတာပါလေကုသိုလ်တရားကိုမမေ့တဲ့ပုဂ္ဂိုလ်ဟာသူ့မှာဘယ်ကိုရောက်ဖို့အကြောင်းဖြစ်မလဲနိဗ္ဗာန်ရောက်ဖို့အကြောင်းဖြစ်တယ်ကုသိုလ်ကောင်းမှုမပြတ်လုပ်နေတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ရောက်ကြောင်းဖြစ်နေတယ်နော်နိဗ္ဗာန်ရောက်ဖို့အကြောင်းဖြစ်နေတယ်ကုသိုလ်ကောင်းမှုတွေမှာမေ့လျော့ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ရောက်မှာလားပြောမလို့ဟုတ်လားသိခြင်းအကြောင်းဖြစ်တာလားသိခြင်းအကြောင်းဖြစ်တာသိခြင်းအကြောင်းနိဗ္ဗာန်ရောက်ရင်မသိတော့ဘူးနော်ဒီမှာဗျာနိဗ္ဗာန်မရောက်ရင်သိနေမှာပေါ့နော်ဘဝတစ်ခါဖြစ်လာအိုလိုက်နားလိုက်ဒီလိုက်နောက်ဘဝတစ်ခါဖြစ်လိုက်အိုလိုက်နားလိုက်ဒီလိုက်နောက်ဘဝတစ်ခါဖြစ်လိုက်အိုလိုက်နားလိုက်ဒီလိုက်ဘယ်တော့မှသိလို့မဆုံးဘူးနော်ဒီမှာဗျာဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်နေတာသိဖို့အကြောင်းလားမသိဖို့အကြောင်းလားမသိဖို့အကြောင်းပါဗျာကုသိုလ်ကောင်းမှုမလုပ်ဘဲနဲ့မင်းရောပုပ္ပဆတ်ဆတ်နေတာဟာသိဖို့အကြောင်းပါသိဖို့အကြောင်းဒါကြောင့်ဘုရားကအပမတ္တကုသိုလ်ကောင်းမှုကိုမမေ့တော့ပုဂ္ဂိုလ်တို့ဒီနာမယံတိမတည်သူနေကုန်၏ကုသိုလ်ကောင်းမှုကိုမမေ့တဲ့ပုဂ္ဂိုလ်ဟာမတည်တဲ့ပုဂ္ဂိုလ်လို့ဆိုရတယ်သူတို့ကဒီနေ့မှသိချင်းတော့ပါလေနော်ဒါကြောင့်သိချင်းလို့ဆိုတာနိဗ္ဗာန်ရောက်တယ်မတည်တဲ့ပုဂ္ဂိုလ်ပေါ့နော်ဒီမှာဗျာရေရှင်သူတွေကတော့ပမတ္တကုသိုလ်ကောင်းမှုကိုမေ့လျော့နေကြတယ်တေထိုကုသိုလ်ကိုမေ့နေကြတဲ့ပုဂ္ဂိုလ်တွေကမတယထာတဲ့အတေကောင်းတဲ့အတူတူဖြစ်အတေကောင်းပမဖြစ်ကုသိုလ်ကောင်းမှုမေ့ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်ပါညောင်းကြတယ်ဘဝတွေဖြစ်နေတယ်ဘဝတွေဖြစ်ရင်သူဟိုရမယ်နာရမယ်တေးရမယ်တေးတာနဲ့လိုက်ဆုံးတယ်ဒီတော့တေးတဲ့မသားတွေကကုသိုလ်ကောင်းမှုရှိလားရှိပါဘူးဗျာအလောင်းကောင်ကုသိုလ်ကောင်းမှုရှိနေလားမရှိပါဘူးဗျာဒါကြောင့်မို့ကုသိုလ်ကောင်းမှုမရှိတဲ့လူဟာလည်းသူအတေကောင်းတယ်နော်အတေကောင်းတဲ့လူတွေတဲ့မြတ်စွာဘုရားဒီလိုပြောနော်ဒါကြောင့်ကုသိုလ်မေ့ရမှာလားမမေ့ရမှာလားမေ့ရပါဘူးဒါနလည်းမမေ့ရဘူးသီလလည်းမမေ့ရဘူးနော်သမထဘာဝနာဝိပဿနာဘာဝနာလည်းမမေ့ရဘူးမေ့ရင်ဘာနဲ့တူမလဲတေကောင်းနဲ့တူပါလေကုသိုလ်ကောင်းမှုမမေ့ရင်မသေးတဲ့သူနဲ့တူတယ်မေ့ရင်အတေကောင်းနဲ့တူတယ်နော်ဒီမှာဗျာဧဝံဝိသေသတော်ညတောအပမတံဘိပန္တိတာအပမတိပမောတံတိအရိယာနံကိုစေရတာပဏိတာပညာရှိတို့သည်အပမတံမိမမေ့မလျော့ကုသိုလ်တရား၌ဧဝံဤသို့ဝိသေသတော်သူအပြင်ညတောကောင်းကောင်းသိမြင်သဘောပေါက်၍အရိယာနံအရိယာပုဂ္ဂိုလ်တွေကိုစေကျက်ဆံရလို့ဘုရားတရားမှာရတ္တအမွေလျောကြအောင်လေအပမတိမမေ့မလျောသောအပမတပရိတရား၌ဘောဓံဒီငွေရောပြောပိုင်းကြရကုန်၏မြို့ကျမာကန်ကြီးကတော့ကုသိုလ်တရားဘာမှမသိဘူးဘာမှမလုပ်ဘူး
တမ္မာဝတိတို့ကတော့ပြောကြတယ်ကုသိုလ်တရားကိုမပြတ်အာထုစီးဖို့ပြီးတော့ကုသိုလ်အလုပ်ကိုမပြတ်လုပ်နေကြတဲ့အတွက်ကြောင့်သူတို့ဟာအရိယာတွေလည်းဖြစ်တဲ့အတွက်အဲ့ဒီအရိယာတွေရဲ့ကျက်စားရဖြစ်တဲ့လောကုတ္တရာတရားမှာပျော်မွေးပြီးတော့ပြောကြရင်လောကုတ္တရာတရားပျော်မွေးနေကြတယ်သူတို့ကောင်းတယ်နော်အင်းပါဗျာသူတို့လည်းအဲ့လိုမိချုပ်ခံရတဲ့အခါမှာအတိအတိမျိုးဆိုရင်သူတို့ဇံဝင်စားပြီးတော့အတိအတိတရားအထုသွားနေကြတာလေအနာဂတ်ဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့တခါတခါဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့အစဉ်အစဉ်ရပြီးတော့ပြီးတော့လေအဲ့တော့ဟုတ်လားသူတို့ဟာအဲ့လိုသိကြတယ်နော်အဲ့လိုသိကြတဲ့အတွက်ကြောင့်သူတို့ဟာသူတို့ရဲ့နားရဘုံကမျိုးဆိုရင်နှိမ့်ကြမလားမြင့်မှမလားမြင့်မှပါလေဗျာမြင့်မှကြမယ်နော်ဒီမှာဗျာမြတ်စွာဘုရားကတေဇာယိနောတတတိကနေသံတလလက္ခမဖုတ်တန်တိဒီရာနိဗ္ဗာန်ယောဂပြေမနုဋ္ဌနာဇာယိသောသမထဇံဝိပဿနာဇံဇဏပါဖြင့်ကိလေသာတွေကိုမိရှုနိုင်ကြကုန်လေတတတိကတဲ့မြဲသောလုံးလာဝိရိယဖြစ်ကြကုန်ဒီဖြစ်ပဲနိစ္စံအမြဲမပြတ်ဒါနပရကမမတွတ်မဆုံးအာထုတ်သောဒါနပရကမလုံးလာဝိရိယဆွဲသံဃာနဲ့အာထုတ်ကြလို့တည်ရတဲ့တမ္မာဝရိအမှုရှိတဲ့ထိုသူတော်ကောင်းတို့ဒီယောဂပြေမှယောဂလေးပါးတွေဘုံရဖြစ်တော့အနုဒ္ဒနာအတုမရှိမောင်များကဆိုတော့နိဗ္ဗာန်ဘုနာတေမရှိတဲ့နိဗ္ဗာန်တို့ဘုဒ္ဓတိကောင်းစွာမတွေ့ရောက်ကြပြီကုန်၏မြတ်စွာဘုရားကနော်သူတို့တည်ပေမဲ့လို့တည်ရမရောက်ဘူးနော်တည်ပေမဲ့တည်တယ်လို့ပြောဖို့မထိုက်ဘူးနော်မတည်တဲ့ပုဂ္ဂိုလ်ကြီးလို့မြတ်စွာဘုရားချီးကျူးတယ်နော်ဘာလို့ဆိုတော့သူတို့မတည်ခင်လည်းပဲမိရှုခံတဲ့ခိုင်ရေးခါမှာမိရှုခံကြတဲ့ခါမှာဇံဝင်စားပြီးတော့နော်ဟုတ်လားပဂရိခန္ဓာကိုယ်ကတော့မိရှုခံရတယ်တိုးတော်လည်းပဲသူတို့မိရှုခံနေရတဲ့အချိန်မှာပြောကြတယ်သူတို့ဟာဇံဝင်စားပြီးတော့ကြနော်ဇံနေကြနော်ဇံနဲ့နေပြီးတော့ဟုတ်လားဇံဝင်စားရင်လည်းမိလောင်ချောင်းကွယ်လုံးသွားရတယ်နော်ဟုတ်ဆိုဘုံဘုံတို့တော့မှာအရင်ကတရင်ဆုံးတဲ့အခါတုန်းကဥစဉ်ကြီးတပါတော့ချင်းရုပ်ဖို့ကောင်းတယ်အဲ့ဒီဥစဉ်ကြီးကမိပူဇော်ပြီးတော့သူသမထတရားကိုသူကတော့အဓိကထားပြီးကြိုးစားထုတ်တာလေဒီမှာဗျာကြိုးစားအထုတ်ရင်လည်းသူဟုတ်လားသူ့ကိုမိလောင်နေတာအဲ့ပြောတာလည်းမဟုတ်ဘူးဒုက္ခနာကိုတခြားမိလောင်တာအဲ့တော့ချုံနာနေဆိုပြီးတော့လူတွေကသွားကြည့်တဲ့အခါသူမိလောင်တယ်နော်အဲ့ဒါလူတွေကငြိမ့်သားပြီးစိတ်ကူပြရတယ်နော်သူပူတာကိုပူမှမသိဘူးတဲ့ဟုတ်လားဒီမှာဗျာဟုတ်လားလူကပါလေသူ့သမာဓိနဲ့သူဟုတ်လားသူပြောနေတယ်နော်သူပြောနေတယ်ခန္ဓာကိုယ်တစ်ချက်မလဲပြီးတော့ပါနော်ဥစဉ်ကြီးပါလေသူသမာဓိရတယ်နော်သမာဓိနဲ့နေတာအေးအဲ့ဒါနိရောဓသမပတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေကတော့မိမလောင်ဘူးမိရှုံနေမိမလောင်နော်ဒီနိရောဓသမပတ်နော်ဒီတော့ဒီသမပတ်တွေဝင်စားနေတဲ့ပုဂ္ဂိုလ်တွေကတော့မိရှုံနေမိမလောင်နော်ဒီလိုလောကီဇာနဲ့နေတဲ့ပုဂ္ဂိုလ်ကတော့မိရှုရင်လောကီသမာဓိလောင်နေဆိုတော့မိလောင်နိုင်ပါလေနော်ဒါကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကကုသိုလ်ကောင်းမှုမှာမွေးလေအောင်ပြောလိုက်ကြတယ်တာမဝရီအမှုရှိတယ်ဟုတ်လားဒီဘောင်းမှာမိစ္ဆာတွေဟာတည်ပြင်းနဲ့တေးရမရောက်ပါဘူးမရောက်ဘူးတည်တယ်ဆိုပေမဲ့တည်တယ်လို့ခေါ်ဖို့ရမထိုက်ဘူးတဲ့နော်သူတို့မတည်တဲ့နေစာကိုအာယုံပြုနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ပဲတဲ့နော်ဆိုတော့ဒီမှာဗျာဒါကြောင့်မလို့မြတ်စွာဘုရားသာသနာနဲ့မာဂန္ဒီရှုံတယ်နော်သူ့အမေနဲ့ဖေကတော့အနာဂံဖြစ်ပြီးတော့နော်အနာဂံဖြစ်ပြီးတော့တို့တရားအထုတ်အဆင့်ဆင့်ရပါလားနော်သမီးကတော့နော်ဆိုရင်ဟုတ်လားဘုရားရှင်ကိုရမကြီးနဲ့တကွတန်ဃာတွေဘုရားပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်တွေတော်တော်ပြဿနာလုပ်ပါနော်ဒီတော့လည်းပဲတခြားကအဝိဇ္ဇရောက်ပါလားဝိဇ္ဇရောက်ပါပါဝိဇ္ဇရောက်ကောင်းသောသိခြင်းလားသိခြင်းဆိုလားသိခြင်းဆိုပါသိခြင်းဆိုနော်လူဘဝရောက်လာတယ်နော်မိခင်ဟာဆိုတဲ့အဆင့်တန်းရောက်တယ်ရတယ်ဒါနဲ့မျိုးဆိုရင်ကုသိုလ်ကောင်းမှုစုဖို့ကိုနားမလဲသွားပြီဆိုနော်ဒီမှာဗျာနားမလဲသွားတယ်တနာစရာမကောင်းဘူးလားကောင်းပါလေဗျာတနာစရာကောင်းလေလားဟုတ်လားလူဘဝလာတယ်မျိုးဆိုရင်လူဘဝဆိုတာအိုခြင်းနာခြင်းသိခြင်းနဲ့ရင်မဆိုင်ရတာလားရင်ဆိုင်ရတာလားရင်ဆိုင်ရပါဗျာအဆိုးလောကရန်နဲ့လည်းရင်ဆိုင်ရတဲ့အခါရှိတယ်အကောင်းလောကရန်လည်းရင်ဆိုင်ရတဲ့အခါရှိတယ်ဒီတော့လောကရန်တွေရင်ဆိုင်ပြီးတော့အိုနာတေကိုခံစားပြီးတော့မျိုးကြတယ်စားတာတောက်တာနဲ့ဒေသွားမယ်ဆိုရင်လက်နာလိုက်တာနော်ဒီမှာဗျာဒီတော့ရနိုင်တဲ့လောက်ဒါနကုသိုလ်လေးစုရနိုင်တဲ့လောက်သီလကုသိုလ်လေးစုရနိုင်တဲ့လောက်သမထဘာဝနာဝိပဿနာဘာဝနာတွေကုသိုလ်တွေစုပြီး
သွားမယ်ဆိုရင်ညွှန်ဆိုရင်ဟုတ်လားဒီပုဂ္ဂိုလ်တွေမတရားဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ရအကြောင်းမဖြစ်ဘူးလားဖြစ်တာလားအေးဒီလိုမှမဆုဘူးဆိုလို့ရှိရင်ညွှန်ဆိုရင်ဘဝတစ်ခုဖြစ်လိုက်နော်ဒီလိုရုံးကန်လုပ်ချနော်စားလိုက်တောင်းလိုက်သွားလိုက်သားလိုက်ဟုတ်လားပြီးတော့သေဆုံးလိုက်နောက်ဘဝတစ်ခုရောက်လိုက်ဟိုလိုက်နားလိုက်ပြေးလိုက်စားလိုက်တောင်းလိုက်နော်ပြောပါလိုက်ဘာကုတုမှမရှိရင်တော့သံဃာမှာဒီအိုနာတွေဆင်းရဲဒုက္ခလောကဆင်းရဲဒုက္ခနဲ့နှဗန်းလုံးပြီးတော့တွားမယ်ဆိုရင်အမှတန်ဖို့မရှိပါဘူးနော်ဒါကြောင့်မလို့ဒီဘဝဒီခန္ဓာကိုဉာဏ်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဆိုရင်ရုပ်တည်နာမ်ကြီးအမြဲတမ်းပြည့်စည်နေတဲ့ဘဝခန္ဓာမို့လို့တစ္ဆာနဲ့ကြည့်ဘာတစ္ဆာလို့မြင်ရမလဲဒုက္ခတစ္ဆာဒီဒုက္ခတစ္ဆာလို့အမှန်မြင်တဲ့ဉာဏ်ကဘာတစ္ဆာလဲမေတ္တာတစ္ဆာအဲဘဝကိုဒုက္ခတစ္ဆာဒုက္ခမကောင်းဘူးလို့မြင်လို့ရှိရင်ဒီဘဝလိုချင်ပါမလားမလိုချင်ဘူးဆိုလို့ရှိရင်မျိုးဆိုရင်လိုချင်တဲ့လောဘတဏသမုဒိယတစ္ဆာကလေတခြားလားချုပ်သွားတာလားယာယီချုပ်တာပေါ့နော်ယာယီပြေးတယ်ဒီလိုယာယီပြေးအောင်တတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာတနေ့နဲ့တစ်ချိန်ချိန်မှာဟုတ်လားတတိဝိရိယတတိဝိရိယဟုတ်လားတတိဝိရိယနော်ဒီတရားတွေရင့်ကျက်လာမယ်ဆိုလို့ရှိရင်တင်းနေမှာတခြားနိဗ္ဗာန်ရမှာလားနိဗ္ဗာန်ရမှာပါဗျာနိဗ္ဗာန်ရမှာဒါကြောင့်မလို့မျိုးဆိုရင်ကုသိုလ်ကောင်းမှုနဲ့ဘုံတို့ကောင်းမှုမှာမမေ့မလျော့ပဲနဲ့ကြိုးစားပွားများအားထုတ်ခြင်းနဲ့ဒုက္ခငြိမ်းတဲ့နိဗ္ဗာန်ဖြစ်ရောက်အောင်ပွားရမယ်ရအောင်ကြိုးစားရမယ်လို့နော်ဒါကြောင့်မလို့ခုနကဒေါသနဲ့မေတ္တာမကွာဘူးလားကွာပါဗျာဒေါသကဆိုးကြိုပေးတယ်ဒေါသအုပ်စုဖြစ်တဲ့မာဂန္ဒီတို့အုပ်စုကပဲရောက်ပါတယ်ဝိဇိရောက်ပါတယ်ဝိဇိပဲရောက်ပြန်နော်အပေချပါကဲသာမောဒီအုပ်စုတို့ကတော့ဟုတ်လားနတ်ပြည်မှာပဲဟုတ်လားနော်ဆိုနတ်ပြည်မှာပြမပြည်မှာနော်အနာဂတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကပြမပြည်မှာစက်ပြီးတရားထုတ်ရင်ဟန်တာဖြစ်မယ်နော်ပြမကြီးတွေဖြည်းပြီးတော့အရင်းတရားမြတ်စွာဘုရားကိုလည်းဒီလိုဖူးရအောင်နော်ဟုတ်လားသူတို့အပယ်လေးပါလည်းမကြတော့ဘူးနော်အနာဂတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကလူကြီးလောကကိုလည်းပြန်မလာတော့ဘူးနော်ဒါကြောင့်မလို့သူတို့ကမတည်တဲ့ပုဂ္ဂိုလ်တို့ဘုရားကဂုဏ်ပြုတာနော်ဒါကြောင့်မလို့အပမတောအမတံပတံပမတောမိစုနောပတံအပမတနမိယံတိယပမထာယထာမတံဘိကဝေဩချက်သားတို့အပမတောမမေ့မလျောခြင်းသည်အပမတောမမေ့မလျောတဲ့ပဋိတရားသည်အမတံမတရားနိဗ္ဗာန်ရောက်ကြောင်းဖြစ်၏ပမတောကုသိုလ်ကောင်းမှုတွေကိုမေ့လျောပေါ်ဆနေတဲ့ပုဂ္ဂိုလ်သည်မိစုနောအဖန်ဖန်တရားချင်းပဒံအကြောင်းဖြစ်ပါ၏အပမတံကုသိုလ်ကောင်းမှုကိုမမေ့သောပုဂ္ဂိုလ်တို့သည်နတ်မယံတိတည်တဲ့ပုဂ္ဂိုလ်မဟုတ်ကြဘူးရေအချင်းသူတို့သည်ပမတ္ထာရေအချင်းသူတို့သည်ပမတ္တာမေးလျောပေါ်ဆနေကြကုန်၏ရေအချင်းသူတို့သည်ပမတ္တာကုသိုလ်ကောင်းမှုတရားကိုမေ့လျောပေါ်ဆနေကြကုန်၏တေထိုကုသိုလ်လုပ်ရမှာကိုမတိပဲနဲ့မေ့လျောပေါ်ဆနေကြတဲ့ပုဂ္ဂိုလ်တို့သည်မတ္တယထာအသေးကောင်းတဲ့အတူတူပါပဲရလို့ဘဂဝါဘုန်းတော်6ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကြီးကအဝအစာကောင်းစွာမှတွေမိန်ကြတော်မူခဲ့ပါပေတည်းသာဓုပါတရားကုသိုလ်ကောင်းမှုတရားကိုမမေ့အောင်ကြိုးစားပြီးတော့နော်ဒုက္ခနှိမ့်တဲ့နိဗ္ဗာန်အထိနော်အထုတ်ရောက်အောင်အထုတ်နေကြပါစေလို့တိုက်တွန်းရင်းနဲ့ဟုတ်လားဓမ္မဒါနအလူရှင်တို့အဤဓမ္မဒါနဘုဒ္ဓရဲ့ပုဂ္ဂိုလ်ဓမ္မပူဇာလူရှင်နဲ့လူရှင်တွေရဲ့မိဘဘိုးဘွားဆွေမျိုးတို့အမြတ်ပေးပါတယ်အမြတ်ပေးပါတယ်အမြတ်များကြီးချမ်းသာကြပါစေအားလုံး online တရားကပရိသတ်အပေါင်းတို့နဲ့ဟုတ်လားတတဝါအားလုံးတို့အားလည်းပဲဤဓမ္မဒါနဘုဒ္ဓရဲ့ပုဗ္ဗကအမြတ်ပေးပါတယ်အမြတ်ပေးပါတယ်အမြတ်ရ၍အားလုံးချမ်းသာကြပါစေကပ္ပိယောဂဆုအပေါင်းပါလေဝေးကွာပြင်းလွတ်ချမ်းသာကြပါစေသာဓုပါဗျာ